အတိမမပြုဘူးဆိုတာအကျိုးတရားကိုအတိမမပြုတာဒါနဆိုတာအလကားပဲဒါနရဲ့အကျိုးတရားဆိုတာမလာဘူးခုနတုန်းကကံကိုညှင်းပယ်တာအခုကကံရဲ့အကျိုးတရားကိုညှင်းပယ်တာနောက်ဆုံးကြတော့ကံညှင်းပယ်ရင်လည်းအကျိုးတရားပါသွားတာပဲအကျိုးညှင်းပယ်ရင်လည်းကံကိုညှင်းပယ်တာနဲ့တူတူပဲဘာမှမထူဘူးတဲ့ဒီနှစ်ခုอ่ะဒါကြောင့်မို့လို့သူကနတ္ထိဒိဋ္ဌံပေးလူချင်းရဲ့အကျိုးတရားဆိုတာမရှိဘူးလို့လူချင်းသလောက်လှူဘယ်လောက်ထိအောင်ပြောတော့ဆိုဘာလာဒင်းတိပဏိတာကနန္တိလူဘာတွေကလှူတာကိုယူကြတယ်တဲ့လူမိုက်တွေကလှူကြတယ်ဟောအဲ့လောက်ထိအောင်သူပြောတာသူရောလှူတာတွေမစားဘူးလားလို့ဆိုစားပုံရတယ်အဲ့ဒီပုဂ္ဂိုလ်ဒါဘယ်သူကဟောတာတုံးဆိုရင်မြတ်စွာဘုရားလက်ထက်ကအစိတကေတကမ္မလဆိုအစိတဆိုတဲ့ဆရာကြီးကဟောတာသူကသူများနဲ့မတူဘူးသူ့ရဲ့အဝတ်ကလူရဲ့ဆံပင်နဲ့ရက်ထားတဲ့ကဗလာအထည်ကြီးကိုဝတ်တာလူဆံပင်နဲ့ရက်လုတ်ထားတဲ့အဝတ်ကိုဝတ်တာဒါကြောင့်မလို့ကေတကမ္မလလို့ခေါ်တယ်လူဆံပင်နဲ့ရက်ထားတဲ့အဝတ်ထည်ကြီးကိုဝတ်တာအဲ့တော့လူဆံပင်ဆိုတော့အနက်ပေါ့ကလပြေမှာဆိုဆံပင်ကအနက်ပဲရှိတာအဲ့တော့သူဝတ်တဲ့အဝတ်ကြီးကဝတ်ရုံအနက်ကြီးပဲဖြစ်မှာပေါ့နော်အဲ့ဒါကြီးဝတ်ပြီးတော့သူဟောပြောတာကဒီနတ္ထိကကံရဲ့အကျိုးတရားကိုညင်းကွယ်တဲ့ဒီမိစ္ဆာဝါဒကိုသူဟောပြောတာပဲအဲ့တော့သူညင်းတာနတ္ထိဒိဋ္ဌံလှူခြင်းရဲ့အကျိုးတရားမရှိဘူးနတ္ထိဟုတံအိန္ဒိယနိုင်ငံမှာဆိုရင် sacrifice လုပ်တာတွေရှိတာပေါ့ရစ်ပူဇော်မှုဆိုတာအကြီးကျယ်လုပ်ကြတယ်ဘာအတွက်လုပ်တာတော့ဆိုကုသကောင်းမှုရဖို့ဆိုပြီးတော့လုပ်ကြဘုရားအလောင်းနေရစ်ပူဇော်တယ်ဆိုတာလုပ်ကြတယ်လှူကြတန်းကြတယ်အလုပ်တွေလုပ်တယ်ပေါ့သားသရစ်တွေကြတော့နောက်ပိုင်းမှာတီထွင်းလာတာသားကောင်တွေတတ်ပြီးတော့လုပ်တဲ့ရစ်မျိုးကြတော့မလုပ်ဘူးပေါ့အဲ့တော့သားကောင်တွေမတတ်ဖဲနဲ့လှူတဲ့တန်းနဲ့ဝေလာမပုံနာကြီးတို့လိုလှူတာမျိုးတွေကိုလည်းပဲဒါဟုတလို့ခေါ်တာပဲပေါ့နော်နောက်ပြီးတော့နတ္ထိယိဋ္ဌံရစ်ပူဇော်တဲ့အကျိုးဟာမရှိဘူးနတ္ထိဟုတံလက်ဆောင်ပဏ္ဏပေးတာတို့ဧည့်သည်လာလို့အခန့်ကျွေးမွေးတာတို့အဲ့ဒီကုသိုလ်တွေရဲ့အကျိုးဟာမရှိဘူးလို့သူကညင်းပယ်တယ်ဒါရင်လားလို့ဆိုသူကပြောတယ်နတ္ထိသုက္ကတဒုက္ကတနံကမ္မနံဖလံဝိပါကောတယ်ကုသိုလ်ကံအကုသိုလ်ကံဆိုတာရဲ့အကျိုးလည်းမရှိဘူးလို့ကံတရားတွေရဲ့အကျိုးကိုညင်းပယ်တယ်နတ္ထိအယံလောကောဒီဘဝရလာတဲ့လူကဒီဘဝမှာပဲဆုံးမယ်နတ္ထိပရောလောကောဟိုဘဝနေတဲ့ပုဂ္ဂိုလ်ကလည်းဟိုဘဝမှာပဲဆုံးမယ်နော်ဟိုဘဝနေတဲ့ပုဂ္ဂိုလ်အတွက်ဒီဘဝဆိုတာမရှိဘူးဒီဘဝကပုဂ္ဂိုလ်အတွက်နောက်လောကဆိုတာမရှိဘူးပေါ့ဆိုလိုတာကလူတွေဟာကိုဖြစ်ရဘဝမှာပဲဆုံးတယ်ဒီလောကမှာရှိတဲ့ပုဂ္ဂိုလ်အတွက်ပရလောကဆိုတာမရှိဘူးပရလောကကသားတွေအတွက်ဒီလောကဆိုတာမရှိဘူးလို့ဆိုလို့ကိုဘဝနဲ့ကိုဆုံးညမှာလို့ပြောတာဒါတကယ်ကိုဥစ္စေတဝါဒပေါ့နော်နောက်သူပြောတာဗာပြောသေးတယ်ဆိုနတ္ထိမာတာနတ္ထိပိတာစားတဲ့အတိုင်းဆိုရင်နတ္ထိမာတာအမေမရှိဘူးအဖေမရှိဘူးလို့ပြောတာဟာအဓိပ္ပာယ်ကအမေကိုအတိမမပြုဘူးအဖေကိုအတိမမပြုဘူးအတိမမပြုဘူးဆိုတဲ့အဓိပ္ပာယ်ကအမေပေါ်မှာပြုစုလို့လည်းကုသိုလ်မရဘူးစော်ကားလို့လည်းအပြစ်မဖြစ်ဘူးအဖေကိုပြုစုလို့လည်းကုသိုလ်မရဘူးစော်ကားလို့လည်းအပြစ်မဖြစ်ဘူးဆိုတဲ့အမေအဖေသူတော်ကောင်းတွေကမာတာပိတုဥပဋ္ဌာဏမိဘနှစ်ပါးကိုပြုစုလုပ်ကြွေးရမယ်လုပ်ကြွေးတဲ့ပုဂ္ဂိုလ်ကကောင်းရာသူဂတိဘုံရောက်တယ်မင်္ဂလာရှိတယ်လို့ပညာရှိသူတော်ကောင်းတွေကဟောတာသူကအဲ့ဒါကိုလုံးဝညှင်းပစ်တာနော်အမေအဖေဆိုတာပြုเสียမလို့ဂရုစိုက်เสียမလို့ရှိလည်းမရှိဘူးဆိုပြီးတော့ပြုစုလုပ်ကြွေးခြင်းကြောင့်အကျိုးလည်းဘာမှမရဘူးဆိုတာကိုပြောဆိုတာညှင်းပယ်နတ္ထိတတ္တဩပပတ္တိကပြန်ပြီးတော့မွေးတဲ့တည်သွားပြီးတော့ပြန်မွေးတဲ့တတ္တဝါဆိုတာမရှိဘူးဆိုတာဒါဥစ္စေတာဒိဋ္ဌိပဲသူညင်းပဲနောက်တစ်ခုကျတော့နတ္ထိလောကေသမက္ကတာသမ္မာပฏิပန္နအကျင့်ကောင်းတွေကျင့်ပြီးတော့နော်မှန်ကန်တဲ့တရားတွေကိုလက်တွေ့သိရှိပြီးတော့ဟောနိုင်တဲ့ဖရာသဗ္ဗညုဖရာဆိုတာလောကမှာမရှိဘူးလို့နောက်ဆုံးမှာဖရာကိုပါညင်းပယ်တဲ့ဝါဒပဲအဲ့ဒါနတ္ထိကဒိဋ္ဌိလို့ခေါ်တယ်
ဒုစရိုက်10ပါးထဲမှာဖော်ပြထားတဲ့ဒိဋ္ဌိကဒီနတ္ထိကဒိဋ္ဌိပဲကံဤကျိုးကိုငြင်းပယ်လို့ရှိရင်ဒါဒုစရိုက်ဖြစ်တယ်ဒုစရိုက်ဒီအကျင့်ဒီဒုစရိုက်မိစ္ဆာဒိဋ္ဌိကိုလက်ခံလိုက်တာနဲ့တပြိုင်နက်နတ်ပြည်ရောက်ဖို့ဆိုတာဝေလာဝေးပေါ့ကောင်းရသူတွေကိုမရောက်နိုင်ဘူးတက္ကဝရဏနတ်ပြည်လမ်းကြောင်းကိုပိတ်ဆို့ပစ်တယ်အဲ့တော့သူပြောတဲ့စကားတွေအစိတကေတကမ္မလာကဆက်ပြောတာရှိသေးတယ်လူတွေသေသွားလို့ရှိရင်တဲ့မြေဓာတ်ကမြေဓာတ်နဲ့ပေါင်းသွားတယ်အပြင်ကမြေဓာတ်နဲ့ပေါင်းသွားတယ်ရေဓာတ်တွေကရေဓာတ်နဲ့ပဲပေါင်းသွားတယ်လေကလေနဲ့ပေါင်းသွားတယ်အပူတွေကအပူနဲ့ပဲအပူအေးကအပူအေးတေဇောကတေဇောဓာတ်နဲ့ပဲပေါင်းသွားတယ်နော်အသိစိတ်တွေအိန္ဒိယတွေဆိုတာကောင်းငင်မှာလွင့်ပြန်သွားတယ်လူဆိုတာဂုံတရင်ဆိုတာမသေးခင်ပဲတဲ့တင်းချိုင်းမှာပဲအဆုံးသတ်တယ်ပေါ့ဒီစကားတွေလည်းသူပြောသွားတဲ့စကားပဲဓာတုပညတံယတိတံဒါနံဒါနလှုပ်တဲ့တယ်လို့ပြောတာဟာတဲ့လူမိုက်တွေကထွင်လုံးမှာလို့ဒီလိုပြောသွားတာသူကအားလုံးဟာသေသွားလို့ရှိရင်တော့ပြီးသွားတာပဲဘာမှမရှိဘူးဒါမို့သူ့ဝါဒကို materialism လို့လည်းခေါ်တယ် annihilationism ဥစ္စေတဝါဒလို့လည်းခေါ်တယ်ပေါ့အဲ့ဒါလည်းပဲနိယတမိစ္ဆာဒိဋ္ဌိတစ်ခုပဲတဲ့ဒါအစိတကေတကမ္မလာကဟောပြောတဲ့ဝါဒဟောနောက်တစ်ခုကအဟိတုကဝါဒအဟိတုကဝါဒဆိုတာသူကအကြောင်းတရားတွေကိုအကုန်ညင်းပယ်လူတွေရဲ့တိုးတက်ဖွံ့ဖြိုးမှုကိုအားကိုမှုဆိုတာတွေဟာတခုမှမရှိအောင်ညင်းပယ်တဲ့ဖြစ်နိုင်စရာအကြောင်းတရားတွေလူတွေကိုဘာမှလုပ်เสียမလိုဘူးဆိုတဲ့အနေအထားကိုပြောတဲ့စကားပဲသူကနော်အဲ့တော့အဟိတုကဝါဒကဘယ်လိုဟောတော့လို့ဆိုနတ္ထိဟေတုနတ္ထိပစ္စယောတတ္တနံတန်ခိလေတာယတတ္တဝါတွေညဉ့်ညူးပြီးတော့ဒုက္ခရောက်ဖို့အတွက်ဘာအကြောင်းမှမရှိဘူးတဲ့ဖြစ်နိုင်တဲ့အကြောင်းလည်းမရှိဘူးထောက်ပံ့တဲ့အကြောင်းလည်းမရှိဘူးအဟိတုအပစ္စယတတ္ထတန်ခိလေတန်တိတတ္တဝါတွေဆိုတာသူ့ဘာသာသူဖြစ်ချင်လို့ဖြစ်လာပြီသူ့ဟာသူညဉ့်နွမ်းညင်လို့ညဉ့်နွမ်းဒုက္ခရောက်ချင်လို့ရောက်တာတဲ့အကြောင်းမဲ့ causeless ကိုသူကပြောတာအကြောင်းတရားမှန်သမျှကိုပယ်ချတယ်လက်မခံဘူးအဲ့ဒါကအဟိတုကဒိဋ္ဌိနောက်တစ်ခါဘာပြောတော့ဆိုတတ္တဝါတွေစင်ကြယ်ပြီးတော့တိုးတက်လာဖို့ဆိုတာလည်းပဲအကြောင်းမရှိဘူးတဲ့အကြောင်းကင်းပြီးတော့တတ္တဝါတွေဟာသူ့ဟာသူစင်ကြယ်ကြတာဆိုလိုတာမင်းဘာမှလုပ်မနေနဲ့နော်ဒုက္ခရောက်တာလဲသူ့ဟာသူရောက်တာချမ်းသာတာလဲသူ့ဟာသူချမ်းသာမှာမင်းဘာမှလုပ်เสียမလုပ်ဘူးလို့ဒီလိုပြောတာအဲ့ဒါကိုသူကနောက်ကနေဆက်ပြီးတော့ပြောလိုက်တာနော်ပထမပြောလိုက်တာတော့တတ္တဝါတွေပူပန်ဆင်းရဲမှုညှဉ်းနှွမ်းမှုဆိုတာအကြောင်းမရှိဘူးစင်ကြယ်မှုဆိုတာလည်းအကြောင်းမရှိဘူးအဲ့ဒီမှာနောက်ကဆက်ပြီးပြောတာပါတော့ဆိုရင်နတ္ထိဗလံလူတွေမှာဘာခွန်အားမှမရှိဘူးကိုလို့ချင်တာလုပ်လို့ဘာမှမရှိဘူးမဖြစ်နိုင်ဘူးလို့ပြောတယ်နော်နတ္ထိဝီရိယံလူတွေရဲ့ကြိုးပမ်းအထောက်မှုဆိုတာဘာမှမရှိဘူးနတ္ထိပုရိသပရကမောငါယောက်ျားပဲဆိုပြီးတော့စွမ်းမကားနဲ့ကြိုးစားအထောက်လို့လည်းဘာမှမရဘူးနတ္ထိပုရိသဝါယမောလူတွေရဲ့စွမ်းမကားလုံလာနဲ့လည်းဘာမှမဖြစ်ဘူးဒီလိုပြောတာ तू ကအကုန်လုံးအားလုံးကိုညှင်းကွယ်လိုက်တာအကြောင်းတရားမှန်သမျှကိုအကုန်ညှင်းကွယ်လိုက်တယ်ညှင်းကွယ်ပြီးတော့ तू ဘာပြောတော့ဆိုတတ္တဝါမှန်သမျှဟာတဲ့အဝတ္တကိုယ်ဆန္ဒအတိုင်းမဖြစ်ပါဘူးတဲ့အဗလဘာစွမ်းရည်တတ္တိမှမရှိကြပါဘူးတဲ့အဝိရိယကျူပန်အထုတ်လို့ရတာတွေမဟုတ်ဘူးတဲ့ဘာကြောင့်ဖြစ်တာတော့ဆိုနိယတိကျွတ်တင်သတ်မှတ်ထားချက်အတိုင်းဖြစ်တာတဲ့ခွေးဖြစ်ရမယ်ဆိုရင်ခွေးကျွတ်တင်သတ်မှတ်ပြီးတာမင်းခွေးပဲဖြစ်မှာမင်းပြောင်းညင်လို့မရနိယတိနော်နိယတိဆိုတာကျွတ်တင်သတ်မှတ်ထားတဲ့အတိုင်းလူဖြစ်ရမယ်ဆိုလဲလူဖြစ်ရလူထဲမှာလည်းမင်းဘုန်းကြီးဝတ်ရမယ်ဆိုရင်ဘုန်းကြီးပဲနော်အဲ့ဒါလို့ကျွတ်တင်သတ်မှတ်ထားတာရှိပြီးသားတဲ့ဘာမှလုပ်လို့မရဘူးလို့သူတို့ပြောတယ်နိယတိသင်္ကတိတဲ့ပေါင်းဆုံးလာခြင်းကြောင့်ဖြစ်ပေါ်လာတာဒါတွေကသူ့ဟာသူဆုံးလာမှာဆုံးစရာတွေကလည်းပဲအကုန်လုံးသူ့ဟာသူအစင်းသင့်မယ်ဆုံးလာတဲ့အတိုင်းဖြစ်ကြမှာဘာဝဆုံးလာတဲ့အနေအထားအတိုင်းပေါ်ပြီးတော့လာကြမှာတဲ့နိယတိသင်္ကတိဘာဝ
ပရိနတ္တာအဲ့ဒီတိုင်းပဲအားလုံးဟာဖြစ်ကြမှာလို့ဆိုလိုတာကတော့မင်းဘာမှလုပ်မနေနဲ့သူဖြစ်ချင်တာဖြစ်မှာကောင်းအောင်လည်းမကြိုးစားနဲ့ဘာမှမလုပ်နဲ့လို့ဒီလိုပြောလို့ရင်သူကဘယ်လောက်ထိဒီဝါဒကိုဟောပြောတာဘယ်သူလဲဆိုမက္ခလိခောတာလားမြတ်စွာဘုရားကတော့သူ့ရဲ့ဝါဒဟာအဆိုးဆုံးပဲလို့ပြောတယ်ဘာလို့လဲဆိုရင်လူတွေကိုဘာမှမလုပ်အောင်လွတ်ပစ်ခဲ့တဲ့ဝါဒမဟုတ်ဘူးလောကမှာဒီကြိုးစားအထောက်မှုကြောင့်ဖြစ်တယ်ဆိုတာမရှိဘဲနေပါမလားကိုယ်ကိုယ်တိုင်ထမင်းချက်ပြီးတော့စားရင်စားရတာပဲလေတာလက်တွေ့တွေရှိနေတာပဲကိုယ်ကိုယ်တိုင်သွားရင်ရောက်တာကိုယ်ကိုယ်တိုင်စားရင်လည်းဝရတယ်ဆိုတာဒါလက်တွေ့ရှိရတဲ့နဲ့ဒါတွေကိုအကုန်ညင်းပယ်တယ်ဆိုတော့တော်တော်ကိုဆိုးတဲ့ဝါဒကြီးတစ်ခုပဲပေါ့လက်တွေ့ကိုကြော်လွန်ပြီးတော့ပြောတဲ့ဝါဒဖြစ်လို့မြတ်စွာဘုရားကအဆိုးဆုံးပဲလို့မှတ်ချက်ချသူကဘယ်လောက်ထိအောင်ပြောတော့ဆိုလို့ရှိရင်မင်းတို့ဘာမှမကြိုးစားနဲ့တဲ့ပညာရှိကလည်းငါပညာရှိဆိုပြီးတော့တန်တရားတူကျင်လို့မရဘူးတဲ့သူသတ်မှတ်ထားတဲ့အတိုင်းသွားမှာပဲတဲ့လူမိုက်ကလည်းငါလူမိုက်ဆိုပြီးတော့တန်တရားတဲ့ပျော်လို့ပိုးနေကျင်လို့မရဘူးတဲ့သတ်မှတ်ထားတဲ့အချိန်တိုင်းသွားရမှာပဲတဲ့သူကဥပမာလေးပြောလိုက်သေးတယ်နော်အချီလုံးလေးတစ်လုံးအမြင့်ကနေပြီးတော့ဖြီးပြီးတော့ချလိုက်ရင်ကျိုးမကုံမချင်လိမ့်နေမှာကျိုးကုံတဲ့နေရာမှာရပ်မှာဆိုလိုတာကကျိုးဆိုတာသတ်မှတ်ချက်ပဲပေါ့ဒီကျိုးကပေ1000ရှိတယ်ဆိုရင်ပေ1000ပြည့်ရင်ရပ်မှာပေါ့လူတွေမှာလည်းပဲထွတ်တူပဲနော်မဟာကတ်1,400,000ပြည့်လို့ရှိရင်လူတိုင်းဟာဘဝဆိုတာဆုံးမှာပဲသတ်မှတ်ချက်အတိုင်းပဲသွားတယ်လို့ကိုယ်တိုင်ဒီခြားထဲမှာလှုပ်ချင်လို့ဘာတစ်ခုမှမဖြစ်ဘူးမင်းတို့မလုံနဲ့အေးအေးနေကြလို့ပြောတဲ့သဘောပဲအဲ့ဒီမိစ္ဆာဝါဒကိုဒါအဟိတုကဝါဒလို့ခေါ်တယ်ဟောအလုံးပေါင်းလိုက်တဲ့အခါကျတော့အကရိယဝါဒတဲ့အကရိယဒိဋ္ဌိနတ္ထိကဒိဋ္ဌိအဟိတုကဒိဋ္ဌိအကရိယဒိဋ္ဌိကိုပုရဏကသဘာကဟောပြောတယ်နတ္ထိကဒိဋ္ဌိကိုအဇိတကေတကမ္မလကဟောပြောတယ်အဟိတုကဝါဒအဟိတုကဒိဋ္ဌိကိုမဂ္ဂရိခောသလာကဟောပြောတယ်လို့မြတ်စွာဘုရားလက်ထက်အခါကာလတုန်းကအဲ့ဒီလိုဟောပြောတဲ့ပုဂ္ဂိုလ်တွေထင်ထင်ရှားရှားပေါ်ထွက်လာခဲ့တဲ့နိယတမိစ္ဆာဒိဋ္ဌိဝါဒသမားကြီးတွေရှိတယ်ပေါ့သူတို့ရဲ့ဝါဒဟောပြောတဲ့အတိုင်းလိုက်ပြီးတော့သဘောကျပြီးတော့ထိုဝါဒတွေကိုလက်ခံတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ဒါကြောင့်မို့လို့ဒိဋ္ဌိဗျသနလို့ဆိုတဲ့မှားရွေးတဲ့အယူဆတစ်ခုကိုယ့်ရဲ့အုံနောက်ထဲအသိဉာဏ်နဲ့ကိုယ့်ရဲ့နှလုံးသားထဲပေါ့လေနှလုံးသားထဲရောက်ပြီးတော့မှားမှားယွင်းယွင်းလက်ခံလာပြီးပြီဆိုရင်ဒိဋ္ဌိဗျသနအမတန်မှဆိုးွားတယ်အဲ့ဒါကြောင့်မို့လို့ကတ်ကြီးသုံးပါးဆိုတာတဲ့ပို့ပြီးတော့မိစ္ဆာအယူဝါဒလက်ခံမိမှပို့ပြီးတော့ကြောက်ရတယ်ဒါကြောင့်မို့ဒီမိစ္ဆာအယူဝါဒကိုလက်မခံမိဖို့ဘုန်းကြီးတို့တွေဘာလို့ရမလဲလို့ဆိုလို့ရှိရင်မှန်ကန်သောတရားဓမ္မကိုနာယူခြင်းနှလုံးသွင်းမှန်ကန်မှုဆိုတဲ့ယောနိသောမနတိကာရတရားရှိခြင်းအဲ့ဒီနှစ်ခုဟာတမ္မာဒိဋ္ဌိကိုဖြစ်ပေါ်စေတတ်တယ်တဲ့ဒါကြောင့်မို့မှန်ကန်တဲ့တရားကိုနာယူဖို့နဲ့မှန်ကန်စွာနှလုံးသွင်းမှုဆိုတာအမှန်တမ်းအရေးကြီးတယ်လောကမှာအသိပညာရဖို့အကြောင်းတရား၄မျိုးရှိတယ်တဲ့အကြောင်းတရား၄မျိုးဟာဘာလဲလို့ဆိုရင်တပ္ပုရိတတန်တေဝသူတော်ကောင်းကိုပေါင်းသင်းဆက်ဆံခြင်းတပ္ပုရိတတန်တေဝသူတော်ကောင်းတရားနဲ့ပေါင်းခြင်းတတ္ထမတဝနသူတော်ကောင်းတရားကိုနာခြင်းဆိုတဲ့အပြင်အကြောင်း2ပါးယောနိသောမနတိကာရမမှန်ကန်ကန်ဆင်ခြင်စဉ်းစားခြင်းဓမ္မာနုဓမ္မပฏิပတ်တိလောကုတ္တရာတရားနဲ့စီလျော်တဲ့မှန်ကန်တဲ့သီလသမာဓိပညာမဂ္ဂင်7ပါးအကျင့်တရားကိုကျင့်ခြင်းလို့ဆိုတဲ့အတွင်းအကြောင်း2ပါးအပြင်အကြောင်း2ပါးအတွင်းအကြောင်း2ပါးအကြောင်း4ပါးပေါင်းစုံလိုက်လို့ရှိရင်ဘုန်းကြီးတို့ရဲ့တဏ္ဍာမှာမှန်ကန်တဲ့အသိဉာဏ်တွေရလာနိုင်ပါတယ်ဒါကြောင့်မို့မှန်ကန်တဲ့အသိဉာဏ်ဖြစ်တာလဲမှားယွင်းတဲ့အယူဆတရားကိုတားမြစ်နိုင်တာဖြစ်သောကြောင့်မှန်ကန်တဲ့အသိဉာဏ်ရအောင်အကြောင်းတရားတွေမပြည့်စုံသေးရင်ပြည့်စုံအောင်မိမိတို့ကိုယ်တိုင်သူတော်ကောင်းကိုပေါင်းသိခြင်းသူတော်ကောင်းတရားကိုနာယူခြင်းမှန်ကန်တဲ့နှလုံးသွင်းဆင်ခြင်မှုရှိခြင်းတရားနိလန်းအတိုင်းလောကုတ္တရာတရားနဲ့စီလျော်တဲ့မှန်ကန်တဲ့အကျင့်ကိုကျင့်ခြင်းလို့ဆိုတဲ့ဒီအကြောင်းတရား၄မျိုးမိမိတဏ္ဍာမှာဖြစ်အောင်ကြိုးစား၍အားထုတ်နိုင်ကြပါစေကုန်သတည်း